လူကြီးမင်းတို့ကိုမြို့ပြရဲ့စုညံတန်တွေကနေခဏလောက်အနားယူခြင်းတဲ့သူတွေအတွက်ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ရန်ကုန်နဲ့မဝေးတဲ့အပန်းဖြေဥယျာဉ်ခြံလေးတစ်ခြံပဲဖြစ်ပါတယ်။ခြံကျယ်ကတော့1.35 ဧကရှိပြီးရောင်းမဲ့ဈေးနှုန်းလေးကတော့3,4,500ကျပ်ပြည့်ရောင်းချပေးတော့မှာဖြစ်ပါတယ်။ခြံထဲမှာတဘာဝအတိုင်းအေးအေးချမ်းချမ်းအနားယူလို့ရတဲ့ရေကန်ပါရှိသလိုရေမီးအစုံလင်လည်းရရှိမှာဖြစ်ပါတယ်။ခြံထဲမှာတစ်ထပ်ထိုက်တစ်လုံးပါဝင်ပြီးခြံပတ်လည်ကိုလည်းRCခြံစည်းရိုးဖြင့်ကာရံပေးထားတာကြောင့်လုံခြုံမှုလည်းကောင်းပါတယ်။ထပ်ပြီးခြံဝန်းအတွင်းထဲမှာဘန်ဂလိုလေးတစ်လုံးလည်းပါဝင်ပါတယ်။မြေအနေအထားကတော့ကုန်းမြေဖြစ်ပြီးလေကောင်းလေတန်းရတဲ့ပတ်ဝန်းကျင်မှာတောင်တန်းအလှကိုခံစားရတဲ့ feeling မျိုးကိုရရှိမှာဖြစ်ပါတယ်။ကျွန်တော်ကတော့တောင်မော်သားဖြစ်တာကြောင့်ဒီလိုနေရာမျိုးကိုအရန်တဘောကြပါတယ်။ဒီဥယျာဉ်ခြံလေးဟာဆိုရင်ရန်ကုန်တိုင်းမော်ဘီမြို့မှာတည်ရှိရာဖြစ်ပြီးရန်ကုန်ပြည်လန်းကနေဝင်ပါက10မိနစ်ခန့်သာဝင်ရပြီးကြီးမြေမျိုးစားလေးဖြစ်တာကြောင့်ဝယ်ယူရတာလည်းစိတ်ချရပါတယ်။တဘာဝကိုချစ်တဲ့သူမိသားစုနဲ့အေးအေးချမ်းချမ်းအနားယူခြင်းတဲ့သူဒါမှမဟုတ်အနာဂတ်အတွက်တမိုးရှိရဲ့ခြံတစ်ခြံကိုရှာနေတယ်ဆိုရင်ဒီခြံလေးကိုလက်မလွတ်တင်ပါဘူး။ဒီခြံဧကကျယ်လေးကိုစိတ်ဝင်စားပါက394233ငန်းငန်းခုံခုံကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။